ဒီနေ့မှာတော့ UFC ရဲ့ Greatest of All Time Fighter တွေကဘယ်သူလဲဆိုတာကိုကျွန်တော်ရဲ့ထင်မြင်ချက်တွေကိုပြောပြပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါ UFC ရဲ့ Greatest of All Time Fighter တွေလို့ပြောလိုက်ရင်တော့ပြည်သက်မျိုးမျိုးမှာသူတို့ရဲ့ထင်မြင်တဲ့ fighter တီးတီးရှိကြတယ်ဒီနေ့မှာတော့ကျွန်တော်ထင်မြင်တဲ့ fighter ၃ဦးကိုကျွန်တော်ရွေးချယ်ပေးသွားခြင်းပါတယ်ဆိုတော့နံပါတ်1ကောင်း fighter အနေနဲ့ကျွန်တော်ထင်မြင်ချက်ကတော့အားလုံးရဲ့ထင်မြင်ချက်နဲ့တူမယ်လို့ထင်ပါတယ်တော်တော်များများသတ်မှတ်ထားကြ UFC ရဲ့ Greatest of All Time Fighter ဂျွန်ဂျုံပဲဖြစ်ပါတယ်ဂျွန်ဂျုံကိုဘာလို့ရွေးချယ်ရလဲဆိုတော့ဂျွန်ဂျုံကဗျာချန်ပီယံကာကွယ်မှုဒီ Title Defense ကလည်းအများဆုံးပဲကျွန်တော်တို့စကြည့်တဲ့အချိန်တော့ဆိုသူကကျွန်တော်တို့ UFC စကြည့်တဲ့အချိန်မှာဆိုသူ့ရဲ့အောင်မြင်မှုတစ်ဝက်လောက်ပဲရှိသေးတယ်ဒါတော့သူ့အရွယ်ကအသက်လက်ပိုင်းလောက်ပဲရှိသေးတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကအသက်ငယ်ဆုံးချန်ပီယံလည်းဖြစ်ခဲ့တော့ तू ရှောက်လာ run ရအရန်ကြမ်းတယ်ကျွန်တော်တို့စကြည့်တဲ့အချိန်မှာဆို तू က generation တစ်ဆက်ကိုဖြုတ်ချပြီးသွားပြီရှေ့မှာနာမည်ကျော်တွေဖြစ်တဲ့ Rush Evans တို့Machida တို့ Rampage တို့လိုတကယ် wine fighter တွေတကယ်ကောင်းနေဆိုတဲ့ fighter တွေ तू ဖြုတ်ချပြီးသွားပြီးတော့ तू ရဲ့နောက်မျိုးသက်တစ်ဆက်ဖြစ်တဲ့ Calder Fusin တို့Daniel Cormier တို့ fighter တွေကို तू နိုင်နေတဲ့အချိန်ပေါ့ကျွန်တော်တို့စကြည့်တဲ့အချိန်ဟာ तू ကဒီ DC လောက်ကလွှဲရင်အဲ့ခေတ်မှာဆိုရင်အားလုံးသူက AC dominate ပဲလုံးဝ chase on နေလာမလားအရင်က Belfort တို့ဘာလို့လာမလားအကုန်လုံးသူကလုံးဝဗျာအတိုင်းတည်ကြတဲ့ပုံစံကြီးကိုသူ့ရဲ့ထိုးသက်ပုံအရင်လည်းရက်ဆက်တယ်အရင်လည်း serious ဖြစ်တယ်အရင်ဘယ်လိုပြောရမလဲအရင်ဆန်တယ်ဒါပေမဲ့တော်တော်ကြောက်ဖို့ကောင်းတဲ့ fighter လို့အဲ့ခေတ်ကကျွန်တော်တို့ကြည့်တော့ကျွန်တော်အရင် impress ဖြစ်စေတာဂျွန်ဂျုံပဲကျန်တဲ့ fighter တွေထက်ဂျွန်ဂျုံကကျွန်တော်အရင် impress ဖြစ်စေခဲ့တယ်ဒီ DC တို့ Calder Fusin တို့ခစ်အလွန်ပါတယ်သူကဒီတက်လူတွေဖြစ်တဲ့ Dominic Reyes တို့Thiago Santos တို့လို fighter တွေကိုလည်းသူအနိုင်ယူခဲ့ပြီးတော့သူ့ဘဝမှာရှုံးပွဲတပွဲပဲရှိရပါတော့တပွဲအမှန်တကယ်ကတော့သူကအမှန်ရှုံးပွဲမရှိ fighter ခင်ဗျဒီရှုံးပွဲဖြစ်ခဲ့တဲ့ပွဲကလည်းဘာလို့ရှုံးပွဲဖြစ်လဲဆိုတော့အဲ့သူအစောပိုင်းကာလမှာပေါ့နော်သူချန်ပီယံမဖြစ်သေးတဲ့ကာလမှာအဲ့ခေတ်က UFC မှာအခုတော့လူကိုပြန်ချိန်လိုက်ဒီ six draw elbow ဆိုတာရှိအနည်းဆုံးပြောရမယ်ဆို Alex Pereira ဒီနောက်ဆုံးပွဲမှာသူအပေါ်ကနေ ground and pound လုပ်တဲ့အချိန်မှာတုံးတဲ့ elbow ပေါ့နော်ဒီလိုဒဲချတဲ့ elbow တွေပေါ့ဗျအဲ့ဒါတွေကအနည်းရှိရဆိုပြီးချင်း UFC တားမြစ်ခဲ့တယ်အဲ့ဒါကိုဂျွန်ဂျုံကသူ့ရဲ့အစောပိုင်းပွဲမှာပွဲတစ်ပွဲမှာသူအမှန်ဆုံးအဲ့ဘက်တေချာကောင်းနိုင်နေပြီဗျာသူ ground and pound တွေအသေးကျွေးနေပြီအဲ့ elbow သူတုံးတာမှာသူ2ချက်3ချက်လောက်သုံးတဲ့အချိန်မှာဒိုင်ကတာကိုတော့ပွဲဟောပါနော်ဒီဂျူနေနဲ့disqualifying အနေနဲ့သတ်မှတ်ပြီးတော့ဂျွန်ဂျုံကိုအရှုံးပြသတ်မှတ်ခဲ့တယ်ဒါတော်တော်အတွက်ဂျွန်ဂျုံနဲ့တော်တော်ရင်နာစရာကောင်းတဲ့ညလက်တစ်ခုပဲအမှန်ဆိုသူ undefeated ဖြစ်ခဲ့တဲ့နေပေါ့နော်ထိုက်လဲထိုက်တန်ပါတယ်ဒါပေမဲ့ဂျွန်ဂျုံမှာအမဲဆက်တော့နှစ်ခုရှိတယ်သူ့ဘဝမှာသူ့ရဲ့ fighter သဏ္ဍာန်တစ်လျှောက်လို့ပထမအမဲဆက်ကဘာလဲဆိုရင်အမဲဆက်နှစ်ခုမှာကျွန်တော်တို့တစ်ခုကျွန်တော်လက်ခံတယ်ပေါ့နော်တကယ်လည်းအမဲဆက်ဖြစ်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အားလုံးသိကြမယ်2020နှစ်ဆန်းပိုင်းမှာထိုးတက်ခဲ့တဲ့ Dominic Reyes နဲ့ပွဲအဲ့ဒီပွဲမှာမထင်မှတ်ထားတော့ပေါ့နော်ပုံမှန်ဆိုရင်ဂျွန်ဂျုံကသူ့ဘဝတနန်းတစ်လျှောက်မှာဆိုကျွန်တော်အထင်ပေါ့နော် DC နဲ့ပွဲလောက် DC နဲ့ rival ဖြစ်တဲ့အချိန်တွေကလွန်ကျန်တဲ့ပွဲတွေကဂျွန်ဂျုံပွဲဆိုပြင်းမှုတော့ကောင်းတယ်ဘာလို့လဲဆိုတော့အနိုင်တေချာတော့ဖြစ်တယ်ပေါ့နော် odds တွေဆိုလဲထွက်တဲ့ဒီ long ကြီးဆိုလဲဂျွန်ဂျုံကအမြင်ကြီးတွေပဲထွက်တာတိတ်ပြီးစိတ်ဝင်စားဖို့တော့မကောင်းတော့ Dominic Reyes နဲ့ပွဲလဲအမှန်အဲ့လိုပဲလို့ထင်ခဲ့ကြတာပေါ့နော် Dominic Reyes ကတက်လူ fighter သူကအဲ့တော့undefeated ထင်တယ်ဟုတ်တယ် undefeated 11-0လားမသိဘူးတက်လူ fighter ဒါပေမဲ့ဂျွန်ဂျုံကဒီ Dominic Reyes နဲ့မှစထိုးတာမဟုတ် DC တော့လည်း undefeated ပဲမာချီတာလည်း undefeated လားမသိအဲ့လိုလူတွေနဲ့သူထိုးခဲ့တာအဆင့်အချိန်ချင်းနိုင်ခဲ့တယ်ဆိုတော့ Dominic Reyes တော့11-0ကအထင်ကြီးစရာတော့မဟုတ်ဘူးဂျွန်ဂျုံအတွက်ပြီးတော့ Dominic Reyes ကလည်းသူ့ဘဝမှာဒီအရန်ကောင်းတဲ့ fighter တွေနဲ့အရန်မထိုးဘူးသေးဘူးပြောရရင်တော့ तू ကဒီသူ့ရဲ့ ground ဘိုင်းကလည်းဘယ်လောက်ကောင်းလဲဆိုတော့တက်တည်ပြခြင်းမရှိသေးတဲ့ကြောင့်ဂျွန်ဂျုံကgrappling အရင်ကောင်းတဲ့သူဖြစ်တဲ့ကြောင့်လူတိုင်းထင်တာဂျွန်ဂျုံက race ကိုဆွဲလဲမယ်အောက်မှာ ground ပေါင်းနေကျွေးမယ်ပြီးချုပ်မယ်အဲ့လိုနဲ့ပဲအမှန်နဲ့တော့မဟုတ်ချုပ်ကွက်နဲ့အနိုင်ရပါမယ်အဲ့လိုပဲထင်ခဲ့ကြတယ်တကယ်ပွဲမှာတော့လုံးဝဖြောင်းပြန်ဖြစ်သွားတယ် Dominic Reyes ကဇက်လိုက်ဂျွန်ဂျုံကိုတွက်ချပေးတယ်ဂျွန်ဂျုံကပတ်ပြေးနေတာလုံးဝပွဲ round 1 2 3 3 round ကဟာအဲ့ပွဲကိုပြန်ကြည့်နေခြင်းနဲ့မကြည့်ဘူးရဲ့သူကြီးဆိုတော့နော် Dominic Reyes အသေးလိုက်ယုံတာဂျွန်ဂျုံကမှအဲ့လောက်ထိခံရတာကားမတွေ့ဘူး
ဂဒါဖူစင်တဲ့ပွဲတော့အသေးကြီးထိုးနှစ်ယောက်လုံးခံရတာပေါ့နော်ဒါပေမဲ့သူတယောက်တည်းခံရတဲ့ပွဲကအဲ dominant race နဲ့ပွဲပဲ dominant race ကOregon မှာတောက်ချောက်လိုက်ထိုးတာဂျုံကတိတ်တောင်းလို့ဖို့လုပ်လဲမလုပ်နိုင်ဘူး dominant race ကတိတ်တောင်းတစ်ဖက်ကလည်းစောင်းအောင်ကောင်းဂျုံကအသေးလူးလေးခံရ round 4 round 5လောက်မှာဂျုံကနည်းနည်းလေးတဘာနဲ့ပြန်ထိုးပြီးတော့အဲ့နောက် round တော့ဂျုံတာလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ decision မှာ unanimous decision နဲ့ပါပေးလိုက်တယ်ဒိုင်း3ဦးလုံးကဂျုံအနိုင်ဒိုင်း3ဦးလုံးကတယောက်ဆို49-46နဲ့ပါပေးတာပါအမှတ်အပြည့်ဒိုင်းရတော်တော်ကြီးဘိုင် US ဆန်တယ်ပေါ့နော်အဲ့ပွဲမှာဆိုအမှတ်ကြီးညာတဲ့အချိန်မှာ dominant race ကအရင်စိတ်ပြတ်သွားပြီစိတ်လက်ကြောက်ပဲပုံကျွန်တော်အခုထိမမေ့ဘူးအဲ့တော့ဆိုတော့ပြောရရင်အဲ့ဒါတော့အမဲဆက်တစ်ခုပေါ့ဗျာအဲ့ပွဲက dominant race နိုင်ခဲ့တင်တယ်ဒိုင်းတွေကဘလိုက်တယ်ပဲပြောရမှာလားဘယ်လိုပြောရမလဲမသိဘူးတော်တော်တကယ် absurd result ကြီးထွက်သွားနောက်အမဲဆက်တစ်ခုကအားလုံးသိရတဲ့အတိုင်းပဲတွန်အစပီနယ်နဲ့ပွဲကိုသူရှောင်ပြီးတော့ return လုပ်လိုက်တာဒီတစ်ခုတော့ကျွန်တော်ကတိတ်ပြီးအပြစ်မတင်ချင်ဘူးဗျပြောချင်တာဗျ तू ကတွန်အစပီနယ်ကိုမနိုင်ဘူးလို့ကျွန်တော်လုံးဝမထင်ဘူး तू နိုင်အောင်နိုင်တယ်တကယ်လားထိုးရင်ဒါပေမဲ့သူ့အနေနဲ့じゃစိုးရင်စရာဖြစ်လာပြီ तू အရွယ်တစ်ခုရောက်လာပြီ တွန်အစပီနယ်တက်လူတကယ်ကို speed ဗျာ pace အရန်ကောင်းတယ်တွဲလုံးအရန်ကောင်းတယ်တက်လူဖြစ်တဲ့အတွက်ကြောင့်ငယ်ကုန်ရှိတယ်အဲ့အတွက်ကြောင့်သူ့အနေနဲ့စဉ်းစားစရာကြတော့ तू ကမထင်မှပဲရှုံးသွားရင်သူ့ရဲ့ဒီ legacy တခုပေါ့ဗျာ greatest of all time ဆို legacy တခုကပျောက်သွားနိုင်အဲ့ဒါကို तू အကယ်လို့ဒီမှာသာရက်လိုက်မယ်ဆိုရင်သူ့ရဲ့ record ကြီးကအကောင်းလိုက်ကြံခဲ့မှာအဲ့ဒါကြီး तू တွက်လိုက်ပုံရတယ်ကျွန်တော်ထင်ရတော့တွက်လိုက်ပုံရတယ်လို့ကျွန်တော်တကယ်ကိုထင်တယ်ပေါ့နော်ယူဆတယ်တကယ်တမ်းထိုးရင်ဂျုံရှုံးမယ်လို့မထင်ဘူးဂျုံကကျွန်တော်ထင်တော့60-40တောင်ကျွန်တော်ထင်တယ်တွန်စပီနဲ့နိုင်ဖို့40ဂျုံ60လောက်ထိကျွန်တော်သတ်မှတ်တယ်တချို့ကလက်ခံချင်မှလည်းလက်ခံမယ်ပေါ့နော်ဒါကကျွန်တော်တွန်စပီနဲ့နောက်ဆုံးစီရာဂိုင်းနဲ့ထိုးခဲ့တဲ့ပွဲရဲ့ performance ပေါ်မူတည်ပြီးကျွန်တော်ပြောတာလည်းမဟုတ်ဘူးအိမ်ပွဲမတိုင်ခင်တည်းကကျွန်တော်အဲ့လိုပဲထင်ခဲ့တယ်နော်ဂျုံကလုံးဝသူဖြတ်တန်းလာတဲ့တခြားပွဲတွေကြည့်ရင်လည်းသိမှာပါဒီတွန် SP နဲ့ဟိုသူကြောက်စရာအကြောင်းမရှိဘူးသူ့ရဲ့ဒီ performance ညာဆိုအဲ့တော့ဂျုံဆိုပေါ့ဗျာဘုံကြောင့်ပြောလို့ပြီးသွားပြီဆိုရင်တော့နံပါတ်1အနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ greatest of all time fighter ကတော့ GSP Jose Perez ပဲဖြစ်ပါတယ် GSP ကတော့အားလုံးလည်းသိကြတာပေါ့နော်တကယ်ကို TTA နဲ့ထိုးတယ်သူထိုးတာကြည့်ရင်များလုံးဝ pressure မရှိအေးစစ်စစ်ပဲ TT ငိမ့်ပဲတကယ်လည်းတက်ကွက်လည်းစုံတယ်ပြောရရင်တကယ်သူလည်း skill fighter ပဲပေါ့နော်သူကသူ record အရဆိုတော့သူနှစ်ပွဲရှုံးမှုလေသူက6လုံးမှာဒါပေမဲ့သူကရှုံးခဲ့2ယောက်လုံးကိုသူပြန်ပြီး revanche လုပ်နိုင်တယ်သူရှုံးခဲ့တဲ့2ယောက်က Matt Serra နဲ့ Matt Hughes Matt Hughes ကအဲ့ခေတ်ကဆိုနာမည်ကြီးတဲ့ fighter ပဲဗျာနော်မတ်ဆာရာကိုဆိုရင်လည်းမတ်ဆာရာကိုရှုံးတာသူညီဒီအကားစီနဲ့ဖြစ်သွားတာပွဲမတိုင်တရက်လုံးပါဒါပေမဲ့သူညီလို့မရတော့သူစိတ်မပါပဲဝင်ထိုးလာမှာရှုံးပြီးသူချင်းချင်းပြန်ကမ်းဘက်မှာအနိုင်ယူတယ်မတ်ခုဆိုရင်လည်းသူအစောပိုင်းသူရှုံးခဲ့ပြီမဲ့သူနှစ်ချိန်တော့ပြန်အနိုင်ယူတယ်ဆိုတော့ပြောရရင်တော့သူတကယ်ရှုံးခဲ့ဘူးလေလူမရှိဘူးလို့ပဲပြောလို့ရတယ်ပြီးရင် GSP ကသူအနားယူပြီးနှစ်ကြာမှာပြန်ကမ်းဘက်ပြီးတော့ middle weight ကသူခပတ်နှစ်ခုလိုချင်တော့ weight တက်ပြီးတော့ဒီ Michael Bisping နဲ့မှာလည်းပြန်ပြီးတော့အနိုင်ယူပြီးတော့ခပတ်နှစ်ခုလည်းဖြစ်ခဲ့တယ် GSP ကကျွန်တော်ကြိုက်တာတော့တီးငိမ့်တယ်ပွဲတစ်ပွဲကိုထိုးတဲ့အချိန်မှာသူ no pressure အရန်သူများ aggressive လိုက်ဖိအားပေးရတယ်မရှိဘူးသူကခံနေရတယ်မရှိတော့အေးစစ်စစ်တီးတီးနေပဲထိုးတယ် GSP ရဲ့အားသာချက်ပေါ့နော်ကျွန်တော်အရန်ကြိုက်တယ်သူ့ကိုနံပါတ်1နေရာထားပေးတာပဲသူတကယ်ကျွန်တော်ကြိုက်တဲ့ fighter ပါပဲနံပါတ်3အနေနဲ့ကတော့Spider ပေါ့နော် The Spider Anderson Silva Anderson Silva တကယ် middleweight တန်းဂုတ်ပဲ middleweight တန်းဂုတ်လို့ပြောရင်သူ့အငင်းပွားဝင်မရှိပဲကျွန်တော်တို့light heavyweight မှာဆိုတော့ဂျွန်ကအငင်းပွားဝင်မရှိဘူး။ welterweight မှာဆိုရင်တော့ GSP ကိုအချင်း Usman တို့ဘာလို့က Usman ကပူကောင်းသလားလို့ဘာလို့မိကုန်းထုတ်ကြရဖြစ်ခဲ့ပြီမဲ့ Anderson Silva Israel လာစားကြလည်းမကြော်ဘူးဗျာ Alex Pereira လည်းမကြော်ဘူး Anderson Silva ကအခုကတော့ဟာဗီနီယာ18ပွဲနဲ့ကြော်သွားရတာမသိဘူးအရင်တော့ UFC ရဲ့16ပွဲZ9 လုံးဝဆန့်ကျင် Anderson Silva ရဲ့ prime ကတော်တော်များများတော့မှီမှာတော့မဟုတ်ဘူးကျွန်တော်ကောင်းကောင်းမမှီခဲ့ဘူးဒါပေမဲ့တကယ်ကိုသူ့ prime ရဲ့ကြောက်စရာတိုင်ဘက်တိုင်းကို तू ကတကယ်ဗျာတကယ် entertaining fighter လို့လည်းပြောလို့ရတယ် striker တယောက်အနေနဲ့တော့ तू က ground wide အားနေတယ်တော်တော်အားနေတဲ့ fighter လို့ပြောလို့ရတယ် ground wide မှာ ground wide တော်တော်အားနေတဲ့ fighter တယောက်က16ပွဲသက်နိုင်ဖို့ဆိုတော့ UFC မှာတော်တော်ခဲရင်တယ်ဗျာဘယ်လိုပြောရမလဲ UFC ဆိုတာ ground wide အခြေပြု
fighter တွေကိုအားသာစေတဲ့ဒီ Oregon စဝိုင်းယူပါအားသာစေတဲ့ပြီး rule တွေရလဲ soccer kit တန်ဝေးမပြုတ်တော့ဘာလို့ရ ground mind သမားတွေကိုတေချာတော့အားသာစေတဲ့ဒီအဖွဲ့အစည်းတစ်ခုမှာသူကလောက striking တစ်ပေါင်းနဲ့16ပွဲဆက်နိုင်ခဲ့ရ middleweight ကို dominate ခဲ့တာသူသာဖင်မရခဲ့ရင်အဲ့ထက်တော့ပိုဝါနိုင်တယ်ပေါ့နော်တော်တော်ကြောက်စရာကောင်းတယ်သူ့ရဲ့ပြီးရင်သူ့ရဲ့ striking skill ကတကယ် creative striking skill အဲ့လိုပဲပြောချင်တယ် creative ဆိုတာဗျာအရန်ကောင်းတယ်ဆိုတာလေကျွန်တော် creative ဖြစ်တယ်လို့သုံးချင်ဘာလို့လဲ तू ကဒီ kung fu ကြာ IP man တို့ပါကိုကြည့်သိမှာပေါ့ kung fu တိုင်နေတဲ့ तू လေ့ကျင့်နေအဲ့ဟာတွေကိုလည်း तू defense နေနဲ့ तू တကယ်အသုံးပြုတာတစ်ဖက်လိုက်ထုံးမယ် तू အဲ့ဒါနေအဲ့လိုတကယ်ကအထက်ဆေးပါတကယ်ပေါ့နော်ပြီးတော့အနာဆေးပါပေါ့နော် तू ကန်ဆိုးတယ်ပဲပြောရမှာကန်လဲဆို तू ကိုယ်တိုင်ဖင်ရလို့ပေါ့နော် तू ရှုံးပွဲပြတ်သွားတာဒါကတော့2012လားမသိဘူး12လား13လားမသိဘူးအဲ့မှာ Chris Whiteman ပေါ့ Chris Whiteman နဲ့သူပွဲတယ်တော့အဲ့မှာလည်းသူများသောအားဖြင့်အနန္တဆေးပါပဲနိုင်မယ်ထင်တာ Odd ကလည်းတောင်းကြီးအပြတ်သက်ကြီးထွက်တယ်ဒါပေမဲ့သူ့ရဲ့အမြဲတမ်းနာမည်ကြီးတဲ့အကွက်တစ်ကွက်ပေါ့နော်နာမည်ကြီးတဲ့အကွက်တစ်ကွက်ဆိုဘယ်လိုလဲဆိုတော့သူကသူ့ရဲ့ strike ကအရင်ကောင်းတဲ့အတွက်ကြောင့်သူက fighter တွေကိုသူပေးထိုးတယ်သူလက်နှစ်ဖက်ကိုချပြီးသူခေါင်းပေးပြီးသူလိုက်ရှောင်ပြကွာဟပ်ပူမှန်နဲ့ရှောင်အဲ့ဒါသူငငယ်ရွယ်အချိန်မှာတော့အရင်အလုပ်ဖြစ်တာပေါ့ဒါပေမဲ့ Chris Whiteman နဲ့ထိုးတဲ့အချိန်ကသူ့ရဲ့အသက်တက်လက်ပိုင်းလောက်ရောက်လာတဲ့အချိန်မှာငယ်ရွယ်မှုတော့အရင်မမြန်ဆန်တော့လည်းပါမယ်ကန်ဆိုးရလည်းပါမယ်အဲ့လိုသူလက်နှစ်ဖက်ချပြီးခေါင်းပေးပြီးအဲ့လိုရှောင်တဲ့အချိန်မှာ Chris Whiteman ရဲ့သတိတစ်ချက်ကသူ့ရဲ့ဂျောကိုထိပြီးတော့သူကျသွားပြီးတော့ Chris Whiteman တက်ထိုးတဲ့အချိန်မှာတိုင်ပွဲရဲနဲ့သူရှုံးသွားတယ်သူ့ရဲ့ကန်ဆိုးမှုကအဲ့တပွဲရစတာဇက်လိုက်ပဲသူကရှုံးသွားတော့ဒီ Dana White တော့ချက်ချင်း rematch ဟိုပါနော် rematch ပြန်တည်ပြီးတယ်ဟိုဆေးပါရှိမှ16ပွဲသက်တောင်နိုင်ခဲ့တော့ပြန်တည်ပေးဖို့လည်းထိုက်တယ်ပေါ့နော်အားလုံးကလည်းတောင်းဆိုကြတယ်တကယ်တမ်းသာဆေးပါဖင်မရပဲရှင်းထိုးရင်နိုင်တယ်ဆိုပြီးအားလုံးကထင်ကြတယ်အဲ့လိုနဲ့ပွဲပြန်တည်6လလောက်ကြာထပ်ပြီးကန်ဆိုးဒီတစ်ခေါက်ကပိုကန်ဆိုးရတယ်ပေါ့နော်သူ့ရဲ့ဘဝရဲ့အလှည့်ပြောင်းမှာ turning point လို့လည်းပြောလို့ရတယ်ဘာလဲဆိုတော့ Chris Whiteman ကိုသူကဒီ low kick ပေါ့နော်ကန်တဲ့အချိန်မှာအားနဲ့ကန်တဲ့အချိန်သူ့6ကြီးကလုံးဝကြီးလဲထွက်ပြီးကျိုးသွားဒီပန်တိုဂျာလက်ကျိုးသလိုသူ့6ကြီးကျိုးသွားကော်လာမက်ဂရီဂေါ်လည်းဒက်စင်ဘိုရီယာနဲ့နောက်ဆုံးပွဲမှာ6ကြီးကျိုးသွားသလိုအဲ့လိုပုံစံမျိုးပါဗျာ6ကြီးကျိုးသွားတာအဲ့မှာလည်းထပ်ပြီးဒါ TKO နဲ့ထပ်ရှုံးတယ်ဒီ6လောက်အတွက်သူ1နှစ်လောက်ပြန် recovery လုပ်တယ်ပြန်လာတယ်ထပ်ကန်ဆိုးတယ်ဖြစ်လဲဆိုတော့ဟို Dana White တော့ Nick Diaz နဲ့ပွဲတည်ပေးတယ် Nick Diaz ကိုသူ5 round လုံး dominate တယ်လက်ရည်အပြတ်သက်ကြီးတယ်နိုင်တယ်ဒါပေမဲ့ drug test ဟောနော်ဆေးစစ်တော့သူကဒီတားမြစ်ဆေးတစ်မျိုးသုံးထားတယ်ညဘက်အိတ်မပြုံရင်ပြန်ပြီးတော့အဲ့လိုအိတ်ပြန်အားဖြည့်တဲ့ဟာလားဘာလို့မှမသိဘူးအဲ့လိုနော် drug နဲ့ဆိုင်တဲ့ဟာသူသုံးထားတယ်ကျွန်တော်ထင်တော့သူရှေ့မှာရှုံးလာတဲ့ဟာတွေကိုသူစိတ်တက်ကြရတဲ့ကြောင့်ဒီဆေးတွေပြီးကွဲပြီးတော့သူအိတ်ဆက်နေရတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒါသုံးဆွဲရလို့ drug test ကြပြီးအိတ်ပွဲကိုလည်းသူအရှုံးဖြစ်သတ်မှတ်ခံရတယ်တစ်နှစ်ထပ်ပြီးပွဲပဲခံရတယ်ပြန်လာတယ် Michael Bisping တက်လူပေါ့နော်အင်္ဂလန် fighter Michael Bisping နဲ့ထပ်တယ်ထပ်ကန်ဆိုးတယ်တော့ပေါ့နော်သူညံ့တာတော့ပေါ့ဘာဖြစ်လို့လဲဆိုတော့အိတ်ပွဲအင်္ဂလန်မှာထိုးတယ် Michael Bisping ကိုသူထိုးနေတယ် Michael Bisping ကအန်ကက်ကထိုးနေနဲ့လွတ်ထွက်သွားတယ်သူ pressure ပေးပြီးလိုက်ထိုးတယ်သူနိုင်ပြီလို့ထင်တဲ့ချိန်မှာ Michael Bisping ကဒီအန်ကက်ကျွတ်ချိန်မှာသူပြတယ်သူအန်ကက်ကျွတ်သွားလို့ဆိုပြရချိန်မှာဟိုလိုက်ထိုးတဲ့အတွက်ကြောင့်ထိုင်ကဒါဟိုထိုးဝဲမရှိဘူးဆိုရင်အန်ကက်ပြန်တက်ပြီးပြန်ဆော့ခိုင်းတယ်အမှန်ဆိုသူနိုင်သွားပြီများအဲ့ပွဲကတော်တော်လေးကိုပေါ့နော်ဟို viral ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုသာရူးရှိရင်လူတွေကကို pressure ထိုးခံရတဲ့အချိန်မှာဆိုမသိမသာနဲ့အန်ကက်ကိုပြစ်ထုတ်လိုက်မှာပေါ့လို့ပါလို့ပြောကြတယ်ပေါ့ဗျာအဲ့ဒါတော့အငင်းပွားဝယ်ကြပါပြီးတော့ပွဲရလဲအင်္ဂလန်မှာလောက်တော့ဒါပတ်လိုက်တာလားDana White တို့ကဒီအင်္ဂလန် fighter တွေကိုဟိုအင်္ဂလန်ပြည်သက်လိုချင်တဲ့အတွက်ကြောင့်ပတ်လိုက်ပြီးအနိုင်ပေးတာလားဆိုပြီးတော့ဆေးပါထက်ကန်ဆိုးရမှာတယ်နောက်ပိုင်းပွဲတွေကတော့အဲ့ပွဲပြီးတော့ဗျာဟို strike force ကနေပြောင်းလာတဲ့ DC ရောအားလုံးပြည်သက်ချစ်တော့ဒန်နီယယ်ခေါ်မီယာကြီးကပြောင်းလာပြီးအရန်ကိုစောင်းထွားနေတဲ့အချိန်မှာတည်ပြီးတော့လဲသူကသူ့ရဲ့အကြချိန်နဲ့ဆိုတော့မဖြစ်နိုင်တော့ဘူးပြီးတော့ Israel နဲ့ strike တွေ့ပြီးတော့သူကနေဝင်ချိန်ပဲရောက်သွားတယ်ပေါ့နော်အဲ့အချက်တွေဒါမပါရင် तू ကကျွန်တော်1 2မှာထည့်သူ့ရဲ့ rank ရကြောက်စီရိုင်းနံပါတ်3ပေါ့နော်အန်ဒန်ဆေးပါကျွန်တော်ရဲ့ဟို greatest of all time fighter 3ယောက်ဖြစ်ပါတယ်ထပ်စောင်းနေတဲ့ကျွန်တော်နှစ်သိန်းစု2ယောက်ကျွန်တော်ထပ်ထည့်ပေးမှာပေါ့နော်အဲ့2ယောက်ကတော့ Khabib Nurmagomedov နဲ့Demetrius Johnson ပေါ့နော် Mighty Mouse သူတို့2ယောက်ကကြတော့ကောင်းနေဒါပေမဲ့ဟ
တော်စနီးတော့ကျွန်တော်ထည့်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ခါပစ်ဆိုရင် undefeated မှန်တယ်ပေါ့နော်29-0ဒါပေမဲ့သူ့တိုက်တဲ့ defense က3ချိန်ပဲရှိတယ်အဲ့တော့ Conor McGregor တစ်ခေါက် defense လေ Justin Poirier defense လေ Justin Gaethje defense လေသူ champion ယူခဲ့တော့ကလည်းအဲ့ fighter နာမည်တော့မေ့ပါ I နဲ့စအဲ့ fighter ဆိုပြ run number 9 fighter သူနိုင်ကြီးရခဲ့ပြီးတော့ Conor defense လေ Justin Poirier defense လေ Justin Gaethje defense လေသူ့ရဲ့ဒီတိုက်တဲ့ defense တွေကအဲ့လောက်ကြီး impressive ဖြစ်စရာမရှိဘူးပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်ကဒီ coach စင်းတွေကိုထည့်ဖို့ဒီရှေ့မှာထည့်ခဲ့3ယောက်နဲ့ရှိရင်ကျတော့သူ့ run ကြီးက undefeated ဖြစ်ခဲ့ပြီအောင်ပေါ့နော်သူ့ကိုကျွန်တော်ဆက်ထိုးခဲ့သေးချင်တာသူဆက်ထိုးခဲ့ရင်သူနိုင်မယ်လို့လည်းယုံကြည်ကျွန်တော်က Khabib fan မဟုတ်ဘူးဒါပေမဲ့သူကောင်းလာအောင်ကျွန်တော်လက်ခံသူတက်လာတဲ့ fighter တွေကိုလည်းသူအေးဆေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ဒါပေမဲ့သူကရွေးချယ်သွားတယ်ပေါ့နော်ကျွန်တော်သူရွေးချယ်သွားတယ်ဂျုံလို့ပါပဲကျွန်တော်အထင်ကတော့သူ့အဖေဆုံးသွားတာတော့ဘာတော့သူ့ရဲ့အကြောင်းပြချက်တက်လို့ပဲကျွန်တော်ကတော့ယူဆတယ်ဗျာသူ့အဖေကိုချစ်တာလက်ခံပါတယ်မှန်တယ်တိတာအရင်ဗီဒီယိုကြီးကြည့်ရင်ပေါ့နော်ဒါပေမဲ့ဒါအကြောင်းပြချက်တက်ပဲဗျာသူ့အဖေဆုံးသွားသူဆက်ထိုးလို့ရတာပဲဒါပေမဲ့သူ့ရဲ့ဒီ undefeated record သူကန်ဆိုးပြီးတော့ဘယ်ရှုံးပြတ်သွားတယ်သူ့ရဲ့ legacy တခုပြတ်သွားမှသူစိုးရိမ်လို့အထိုင်ပိုင်းသွားတယ်လို့ပဲကျွန်တော်တို့ထင်တယ်အဲ့တော့ကြောင့်သူ့ကိုကျွန်တော်ဒီတော့ free list ထည့်လို့မရဘူး Mighty Mouse ကကြတော့သူ့ run ကြီးဒီ title defense ကြီးအများကြီးသူ့ရဲ့ performance လည်းကြောက်စရာကြီးတကယ် skillful fighter MMA အကြောင်းလေးလာခြင်းတဲ့သူတွေဆိုတကယ်မျိုးသက်တွေဆိုဒီ Mighty Mouse ပွဲတွေကြည့်နေခြင်းတက်ကွက်အရန်စုံတယ်ပညာအရန်စုံတယ် ground ပိုင်း striking ပိုင်းပြီးရင်ဒီ fighting IQ ပိုင်းအကုန်လုံး perfect ပဲလုံးဝ ground နဲ့ဒီ striking ကိုလည်းနှစ်ခုလုံးကိုလည်းမျှပြီးစော့ထားရပါတယ်သူ့လောက်ကောင်းတဲ့သူမရှိဒါပေမဲ့ဘာလို့တော်3ရမထည့်လဲဆိုတော့ဒီ Mighty Mouse တို့ဖြစ်ကြကြတော့ဗျာ flyweight တန်းကအဲ့လောက်ကြီးကောင်းတဲ့ fighter တွေမရှိသေးဘူးအဲ့ခေတ်မီရလူတွေဆိုသိမယ်အားလုံးကဘယ်လိုပြောအောင် flyweight တန်းဆိုတော့ဒီ125ဆိုတာဒီထိုးသက်တဲ့လူနဲ့အဲ့ခေတ်ကဆိုဒီ weight တန်းကလည်းသေးတယ်လူစိတ်ဝင်စားမှုလည်းနည်းတယ်ဆိုတော့ထိုးသက်တဲ့လူကနည်းတယ်တော်တိုင်လူဆို135လောက်တက်ပြီးထိုးကြတယ်ပြီးတော့2017လောက်ထိဆို UFC က lightweight တန်းစရှိတယ်ဒီ featherweight တန်းထိတော့မရှိ flying weight တန်းရ bantamweight တန်းရ featherweight တန်းရနောက်မှထည့်လိုက်တာပေါ့နော်ဆိုတော့ပြီးတော့ flyweight တန်းကဒီ Henry Cejudo bantamweight တန်းတက်ပြီးတဲ့အချိန်မှာဆိုDana White ကဖြောက်ပြလိုက်ဖို့တော့လုပ်ခဲ့ဘူးတကယ်ကြံစည်ခဲ့ဘူးလေ flyweight တန်းကိုဖြတ်သိမ်းလိုက်တော့မယ်ဆိုရင်ကြံစည်ခဲ့ဘူးကျန်တဲ့ fighter တွေ bantamweight တန်းတက်ချင်တက်ဘူးဒါပေမဲ့အဲ့နောက်ပိုင်းမှာဒီ TD Tiger Shot ကလည်းဝိတ်ချပြီးတော့သူကပတ်နှစ်ခုလိုချင်လို့ Henry Cejudo နဲ့ flyweight တန်းမှာထိုးတဲ့အချိန်မှာအဲ့ပွဲပေါက်သွားတာတကြောင်ပြီးရင်နောက်တက်အဲ့တော့ပန်လိုဂျာတော့နောက်တက်ပေါ့ဗျာပန်လိုဂျာတော့ Moreno တို့ Fabrido တို့နောက်တက်တွေကလည်း potential အရင်ပြင်းနေတာကြောင့် Dana White က set run သွားတာဒီ flyweight တန်းဆိုတော့ဒီ Mighty Mouse တို့ kit ကသူ defense ရဲ့လူတွေပြောရမယ်ဆိုအရင်ချင်းကအရင်မပြည့်မီတဲ့လူကများတယ်ဒီသူ့ရဲ့ defense ကြီး90%လောက်ကောက်နော်အဲ့ kit ကသူ့ကိုပိုင်ဝမ်းတကယ်ဟိုအနည်းဆုံးရှင်းနိုင်တာ Henry Cejudo ပဲရှိတယ်ဒါပေမဲ့ Henry Cejudo နဲ့မှသူတပွဲတိုင်းတပွဲရှုံးဆိုပေမဲ့သူရှုံးတဲ့ပွဲကလည်းအမှန်တကယ်ကတော့သူตายလို့တော့ထင်တယ်ပေါ့နော်တော်တော်များများလည်းထင်ကြတယ်အဲ့မှာအဓိကတော့ Dana White နဲ့ဒီ Mighty Mouse ကထိုးကြီးပြဿနာတွေဖြစ်တယ်ပြီးတော့သူ့ရဲ့ဒီ Mighty Mouse ကလည်းပြိသက်စိတ်ဝင်စားမှုမရှိဘူးသူ trash talk တွေအများမပြောတတ်တာလည်းကြောင့် Dana White ကခပတ်ဖြုတ်ချင်နေရလဲ Henry Cejudo နဲ့ကလည်း split လို့ဖြစ်နေတဲ့အချိန်မှာဖြုတ်ချခံလိုက်ရလို့ပဲကျွန်တော်ထင်တယ်တကယ်ကောင်းတဲ့ fighter ပါပညာပြည့်တဲ့ fighter ပါဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲသူ defend ခဲ့တဲ့သူတွေကအဲ့လောက်ကြီးဘောနော်ဘယ်လိုပြောအောင်လဲအဲ့လောက်ကြီးထင်ကြီးရာရှိရလူတွေတိတ်မပါရတော့ကြောင့်ကျွန်တော်ကတော့တော်3တဲ့ကိုထည့်လို့မရအောင်သူနဲ့အခါပေးကိုကျွန်တော်နှစ်သိမ့်စုအနေနဲ့ပေးလိုက်ပါတယ်ခင်ဗျာကျန်တာရတော့ကျွန်တော်ဒါပေမဲ့ကျွန်တော်အခုပြောရတဲ့လူတွေက UFC မှာ active မဖြစ်တော့တဲ့လူတွေကိုပဲပြောတာပါကျွန်တော် active ဖြစ်နေတဲ့သူတွေမှာဆိုတော့ Ilya Topuria တော့တစ်ချိန်ကျရင်ဝင်လာနိုင်တယ်ဘောနော်သူကဒီဆက်ပြီးတော့ဒီလက်ရည်ကိုထိန်းသိမ်းထားနိုင်ပြီး Joshua Van ကျွန်တော်တို့ Joshua Van ဆိုသူဆက်ကြိုးစားရင်သူတန်ငယ်ငယ်ပဲရှိသေးတယ်ပုံချင်းနဲ့ဝင်အောင်သူဆက်လုပ်လို့ရတယ်သူအခု potential တိုင်းလုံးဝမပြတ်မစီးပြတ်သွားမယ်ဆိုရင်ပေါ့နော်ကျွန်တော်အခုပြောတာတော့လုံးဝ active မဖြစ်တော့တဲ့ fighter တွေကိုပြောချင်းဖြစ်ပါတယ်ပြီးတော့တခြားလူ fighter တွေလည်းလေးစားပါတယ်ပြီးတော့ Jose Aldo ဆိုလည်းကျွန်တော်အရင်ကြိုက်တယ် gold list ထဲမှာဟိုဗျာတော်တန်းဆိုတော့ထည့်လို့ရတော့ပြီးရင်လူတွေက heavyweight တန်းနေလား heavyweight တန်းနေပဲအထင်ကြီးနေဖြစ်မှာဒီ weight တန်းအသေး light weight တန်းမှာကြမ်းရခဲ့တဲ့ BJ Van ပေါ့နော်လူစိတ်ဝင်စားမှုခံယူရအောင်လုပ်ခဲ့တဲ့
BJ Band တို့ Frankie Edgar တို့လည်းလေးစားတယ်ပြီးတော့အများကြီးပါဗျာ Dominic Cruz တို့ဆိုလည်းကျန်းလာမယ်အဲ့လိုပေါ့အများကြီးပါ Stephen Miocic တို့ဆိုတော့ဒါကတော့ကျွန်တော်တော့ဗောနော်ကျွန်တော်သတ်မှတ်ထားတဲ့အကောင်းဆုံး fighter 3ယောက်နဲ့နှစ်သိန်း2ယောက်ဖြစ်ပါတယ်ကျွန်တော်က UFC ကိုကြိုက်တဲ့အတွက်ကြောင့်ဒီကြည့်ရှုသူတွေရဲ့ထင်မြင်ချက်တွေကိုလည်းသိကျင်ပါတယ်ကြည့်ရှုသူတွေအနေနဲ့အကောင်း3ယောက်ဆိုရင်ဘယ်သူနံပါတ်1နဲ့3ရွေးချင်တယ်ဆိုတာ comment လေးမှာမှန်းခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်လည်းသိကျင်တော့ပါအားလုံးရဲ့အဖြေကိုလည်းကျွန်တော်သိကျင်ပါတယ်ပြီးတော့ကျွန်တော်တင်ဆက်တာကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and share လေး like and share ဖို့ပေါ့ like and subscribe လေးလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ